အားလုံးမင်္ဂလာပါဒူစီဝေယံလေးကိုအားပေးတော့ကိုမများဆက်ပြီးတော့လာမယ့်ဘက်မှာလည်းပဲအကောင်းဆုံးအောင်မြင်မှုတွေရရှိအောင်ကျွန်တော်ဆက်ပြီးတော့ကြိုးစားပြီးတော့တင်ပေးသွားမှာဖြစ်ပါတယ်ဗျာနော်အဲကျွန်တော် Telegram မှာဆိုလို့ရှိရင်လည်းပဲ free နေ့တိုင်းများကိုလည်းပဲကြိုးစားပြီးတော့တင်ပေးနေပါတယ်ကျွန်တော်က store ဈေးကွက်ကိုလေ့လာတဲ့သူဖြစ်တဲ့အတွက်ကျွန်တော်တို့ YouTube channel မှာတော့ဒါကျွန်တော်တို့နေ့တိုင်းများကိုတင်မပေးနိုင်တာနားလည်ပြီးဖို့ကြိုးပြီးတော့မြင့်တာရက်ခံရပါတယ်ဗျာနော်ဒါပြီးခဲ့တဲ့ဘက်ကဆိုရင်ကျွန်တော်တို့ထိပ်စီးအပြီးခွေ9လုံးနဲ့ကျွန်တော်တို့၄ပွဲအောင်ခဲ့ပါတယ်ကျွန်တော်တို့နေ့တိုင်းမှာဆိုလို့ရှိရင်18နဲ့ကျွန်တော်88ကိုထီထီမီမီအောင်ပြီးတော့ဇာရိုးပလန်မှာဆိုလို့ရှိရင်အပတ်တိုင်းဒါကျွန်တော်တို့အောင်မြင်ခဲ့ပါတယ်ထိပ်စီးများကိုလည်းပဲပြီးခဲ့တဲ့ဘက်ကကျွန်တော်2ကြိမ်တိအောင်မြင်ခဲ့ပါတယ်ဒါကျွန်တော်တို့ free channel မှာဝင်ထားတဲ့အကူအမများတော့အတီဆုံးလည်းဖြစ်မှာပါဗျာနော်အဲ့တော့ကျွန်တော်တို့လာမယ့်ဘက်မှာလည်းပဲကျွန်တော်တို့ဒါထိပ်စီးရောင်းကတ်တွေဖြစ်ပါတယ်ဒါကျွန်တော်တို့ထိပ်စီးတီးတန့်ကစားလို့တဲ့အကူအမများဆိုရင်ထိပ်စီး3လုံးကိုကျွန်တော်ကတစ်ချိန်ချင်းကျွန်တော်1000နှုန်းနဲ့ရောင်းပေးသွားတာဖြစ်ပါတယ်ဗျာနော်အဲ့တော့အကောင်းဆုံးဆက်ပြီးတော့လည်းကြိုးစားပေးနေမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်းအားပေးတဲ့အကူအမများကိုလည်းကျေးဇူးတင်မိပါတယ်အဲ့တော့ကျွန်တော်တို့ဒီလာမယ့်ဘက်အတွက်ကျွန်တော်တို့အကောင်းဆုံးကြိုးစားပြီးတော့ဒါ free ကများကိုလည်းပဲကျွန်တော်ဘက်စင်တင်ပေးနေတာဖြစ်ပါတယ်ပြီးခဲ့တဲ့ဘက်ကအကူအမများကျွန်တော်ရဲ့ YouTube channel ကိုကြည့်ပြီးကစားတဲ့အကူအမများလည်းအဆင်ပြေမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဗျာနော်အဲ့တော့မိမိတို့အားနိုင်ရာတစ်ခုပဲထိထိမိမိကစားမယ်ဆိုအဆင်ပြေမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်းပဲဘေးနားမှာရှိတဲ့ခေါင်းလောင်းလေးကိုနှိပ်ထားပြီးတော့ like လေးလက်မလေးတွေပေးကြပါအောင်ဗျာနော်ဒါမှသာလေကျွန်တော်တင်တိုင်းမြင်တွေ့နေရမှာဖြစ်ပါတယ်ကျွန်တော်၄တိုင်ကိုတင်မပေးနိုင်တဲ့အကြောင်းရင်းကမနက်ပိုင်းဆိုရင်ကျွန်တော်9နာရီခွဲညနေဆိုလို့ရှိရင်2နာရီမှာ store ဈေးကွက်ကိုဖမ်းတဲ့အတွက်ကျွန်တော်အချိန်မီတင်မပေးနိုင်တာဖြစ်ပါတယ်ဗျာနော်အဲ့တော့ Telegram link လေးကိုရေးပေးထားပါတယ်အဲ့ဒီမှာ join ပြီးတော့ free channel တွေဝင်မယ်ဆိုတော့၄တိုင်များကိုလည်းတွေ့ရှိရမှာဖြစ်ပါတယ်ဗျာနော်အဲ့တော့ကျွန်တော်တို့လာမယ့်ပတ်အတွက်တပတ်စာကီးပြီးကြတဲ့ဘက်ကလည်းကျွန်တော်တို့လုံးဝပြည့်ရမှာပါအောင်မြင်ခဲ့ပါတယ်အပီဒီပါအောင်မြင်ခဲ့ပါတယ်အခုကျွန်တော်တို့ထိုင်ဘက်ပတ်တီးရဆိုလို့ရှိရင်လည်းပြီးကြတဲ့ဘက်ကအောင်မြင်မှုတွေရှိခဲ့ပါတယ်အပတ်တိုင်းရှိနေပါတယ်ဗျာနော်အဲ့တော့တစ်လုံးကိုအနည်းဆုံး2ကြိမ်ထွက်နိုင်ပါတယ်ကျွန်တော်တစ်ကြိမ်မကအခွေကလည်းပဲပြီးကြတဲ့ဘက်က2ကြိမ်အောင်ပါတယ်ယခုဘက်မှာလည်းအောင်မြင်မှုရှိပါတယ်ဗျာနော်ဒါကျွန်တော်ကိုယ်တိုင်ထုတ်ထားတဲ့ကီးဖြစ်ပါတယ်လုံးဝတရက်တာမှာထိမဲ့ကီးလို့ကျွန်တော်အကောင်းဆုံးထုတ်ထားပါတယ်ဗျာနော်ဘရိတ်ကိုလည်းပဲမိမိတင်ကနန်းနဲ့ရွေးမယ်ဆိုရင်ဘရိတ်၄လုံးတင်ပေးထားပါတယ်အဲ့တော့ဘရိတ်၄လုံးကိုလည်းပဲအရှင်ပြီးဒီလိုကစားပါဗျာနော်အဲကျွန်တော်အဖွင့်နေအတွက်အကောင်းဆုံးကျွန်တော်ရွေးကွက်များကိုလည်းပဲစူးစမ်းပြီးတော့တင်ပေးထားပါတယ်အဲကျွန်တော်တို့တရက်တာချင်းကို Telegram မှာလည်းပဲအကောင်းဆုံးတင်ပေးနေတာဖြစ်ပါတယ်ကျွန်တော်တို့နာမည်ဘက်မှာဆိုရင် VIP member ကိုလည်းပဲကျွန်တော်အထူးစော်ခြင်းနဲ့ပဲကျွန်တော်နေ့တိုင်းကိုကျွန်တော် VIP plan 3ခုအပါပါကျွန်တော်1000ခွဲလေးနဲ့ခေါ်နေတာဖြစ်ပါတယ်ဗျာနော်အဲ့တော့ကျွန်တော်ယုံကြည်လို့လက်တွဲကြည့်ခြင်းတဲ့အကူအမများကကျွန်တော် Telegram ကိုဆက်သွယ်ပေးကြပါဗျာနော်ကျွန်တော်အပတ်တိုင်းဒါ YouTube channel မှာလည်းတင်ပြလာခဲ့တာဖြစ်ပါတယ်အခုလာမယ့်ပတ်မှာလည်းအကောင်းဆုံးဆက်ပြီးကြိုးစားပေးတော့မှာဖြစ်ပါတယ်ဗျာနော်ဒါကျွန်တော်အရင်တော့သုံးခဲ့တဲ့နာမည်လေးဖြစ်ပါတယ်ဗျာနော်အားလုံးကျွန်တော်လာမယ့်ပတ်မှာအကောင်းဆုံးအောင်မြင်ပါစေလို့ဆက်ပြီးကြိုးစားပေးမှာဖြစ်ပါဗျာနော်အားလုံးကောင်းကြပါစေဗျ